ဒီလောက်အပြောနာထောင်တဲ့ကလေးမျိုးတင်တခါမှမြင်ဘူးမှမဟုတ်ဘူးသူမကဘာကြီးဆွဲရတာကိုအယံဝါဒနာပါတာဒါပေမဲ့သူမအမေကတစ်ချက်လောက်ပြောလိုက်ရုံနဲ့တယောက်ချင်းဖို့အတွက်လျှက်စီးလက်တလို့အမြန်ဆုံးပြေးသွားတော့တာပဲတခါကအတန်းဖော်တယောက်နဲ့စကားများရင်းအဲ့ဒီအတန်းဖော်ကသူမကိုသူမပြန်ကြိုက်ခိုင်းတဲ့အခါမှာလဲဘာမှမစင်စားပဲချက်ချင်းကြိုက်ချပစ်ခဲ့တယ်အန်နီကငငယ်တုန်းကအယံကိုတက်တာကြောင့်မော်ဆီယာမကသူမကိုဘာပြောနားထောင်စေရမယ်ဆိုတဲ့ချိန်စာတိုက်ခဲ့တာပါမော်ဆီယာမကအဲ့လိုပြောရင်သူမချက်ချင်းမျက်စိမိတ်သွားပြီးနိုးလို့ပြောရင်တော့မျက်လုံးတွေချက်ချင်းပွင့်လာတတ်တယ်သူမအရွယ်ရောက်လာတဲ့အခါအဲ့ဒီချိန်စာကိုတွန်းလှန်ဖို့ကြိုးစားပေမဲ့လည်းအလကားပါပဲသူမအမေကဒီအကြောင်းကိုလှုပ်ဝက်ထားဖို့တတိပေးခဲ့ပေမဲ့မကြခင်မှာပဲပြင်းပြင်းထန်ထန်ဖျားနာပြီးလဲဆွဲတကုံအမွေပေးကကွယ်လွန်သွားခဲ့တယ်အန်နီကချုံမောလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာချိန်မှာတော့သူမအဖေကနောက်မိန်းမတစ်ယောက်နဲ့အတူပါလာတဲ့သမီးနှစ်ယောက်ကိုအိမ်ကိုခေါ်လာခဲ့တယ်အဲ့ဒီညီအမနှစ်ယောက်ကအရန်ရုံမှကြပြီးရောက်ချင်းမှာပဲအန်နီရဲ့အဝတ်စားတွေကိုလူယူတဲ့အပြင်အမေပေးခဲ့တဲ့လက်ဆွဲကိုပါလိုချင်တက်မှတ်ခဲ့ကြတယ်သူမကချိန်စာကြောင့်ဘာမှမတတ်နိုင်ပဲအဲ့ဒီလက်ဆွဲကိုချုပ်ပေးလိုက်ရတာပေါ့စကားရည်လူပွဲတစ်ခုမှာအမအကြီးမကအန်နီကိုစကားနိုင်မလို့နိုင်တဲ့အခါငင်နေလို့အမိတ်ပေးလိုက်တော့သူမကကိုရှာကိုပြန်ကင်ထားပြီးချက်ချင်းနာခံခဲ့လို့အတန်းဖော်တွေကဝိုင်းရကြတော့တယ်အဲ့ဒီတော့မှအမအကြီးမကတခုခုမားနေပြီဆိုတာသိသွားခဲ့တာပါအဲ့ဒီနေ့မှာပဲမင်းသားလေးကမြို့ထဲကိုရောက်လာခဲ့ပြီးမိန်းကလေးတွေအားလုံးယူမှုသွားကြတယ်အမနှစ်ယောက်ကလည်းရင်တွေခုန်ပြီးယူမှုနေကြတာပေါ့ပရိသတ်တွေရဲ့အုံကြွဖြစ်မှုကိုကြောက်ပြီးမင်းသားလေးကထွက်ပြေးခဲ့ရကနေအိမ်ပြန်လာတဲ့အန်နီနဲ့မတော်တဆတိုက်မိသွားခဲ့တယ်မင်းသားလေးကအန်နီရဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်ပြီးအဲ့ဒီကနေအန်နီရဲ့ကင်းနဲ့လွတ်မြောက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့အန်နီကဘာမှမဖြစ်တယ်လို့လှည့်ထွက်သွားခဲ့တာကမင်းသားလေးကိုပို့ပြီးစိတ်ဝင်စားသွားစေခဲ့တယ်သူမကမင်းသားလေးကိုတွေ့ပြီးမယူမှုတဲ့တူဦးလေးတော့မိန်းကလေးဖြစ်နေလို့ပါပဲအဲ့ဒီအချိန်မှာအန်နီကသူမရဲ့အိတ်ကြံခဲ့တာကိုတတိယသွားပြီးမင်းသားလေးကသွားယူပေးမယ်လို့ပြောခဲ့တယ်အန်နီကတော့တနေရာထဲမှာတောင်ကြီးရက်နေခဲ့ရတာပေါ့ရုတ်တရက်မြင်ရထားတစီကသူတို့စီကိုအချိန်နဲ့မောင်းလာတယ်အန်နီကရှောင်ဖို့ကြိုးစားပေမဲ့လုံးဝလှုပ်ရှားလို့မရခဲ့ဘူးမြင်ရထားကပိုပြီးနီးကပ်လာခဲ့တယ်ကံကောင်းစွာနဲ့မင်းသားလေးကအချိန်မီရောက်လာခဲ့တယ်ဒါပေမဲ့စကားအများကြီးမပြောရသေးခင်မှာပဲအမနှစ်ယောက်ကရောက်လာခဲ့တယ်အမအကြီးမကချိန်စာကိုတုံးပြီးအန်နီကိုအဝေးကိုနှင်ထုတ်လိုက်ပြီးမင်းသားလေးကိုချစ်ချောင်းတွေပြောတော့တာပေါ့ဒါပေမဲ့မင်းသားလေးကတော့ရွှေရှာမိတာကလွဲလို့ဘာမှမခံစားရပဲလှည့်ထွက်သွားခဲ့တယ်ဒါကိုအမအကြီးမကဒေါသထွက်ပြီးအရာအလုံးကအန်နီကြောင့်လို့ပြစ်တင်ပါတော့တယ်